မျိုးမို့သာစီစီလုံးလုံးပြည်သားရာအိုးမြေကဘာထက်ဝလာဖြိုးဝေစွာမပြတ်ပါလူတိုင်းရလို့ပြုံးမှန်ဝေစာကရင်မြမပြည်ကတော့